mobile photo editing app လို့ပြောလိုက်ပြီဆိုတာနဲ့ဘယ်နေရာရောက်ပုံလှလေးရိုက်ချင်တဲ့သူတွေကတော့မစိမ့်တော့ပါဘူး user တော်တော်များများလဲခုနောက်ပိုင်းဆိုလို့ရှိရင် AI နဲ့ခေတ်စားလာတာဆိုတော့ mobile photo editing app တွေနဲ့တော်တော်ရင်းနှီးနှီးမြင်မှုကြလာမှာပါမမြင်ချင်မှအဆုံးပေါ့ဗျာဝမ်းထနေရပဲအဲ့တော့ဒါပေမဲ့ပြဿနာရှိတာက app တော်တော်များများကသုံးရတာကောင်းတယ်ဒါပေမဲ့ရန်နေနဲ့ကြာသွားပြီးတဲ့နောက်မှာ fake version ဖြစ်နေတာမျိုး edit လုပ်လိုက်တဲ့ပုံကလည်းဒီ export ထုတ်လိုက်တဲ့ခါကျလို့ရှိရင်ဒီ original version ထက် original ပုံတွေထက်ပေါ့နော်low quality ဖြစ်နေတာမျိုးကိုကြောက်ဘူးကြမှာပါပြီးသွားလို့ရှိရင် edit ထားတဲ့ပုံကိုမှအကောင်းဆုံး edit ပြီးသွားပြီ export ထုတ်လို့မရဘူးအဲ့လိုအခြေအနေမျိုးအခက်အခဲတွေကိုကြုံရတယ်ပေါ့ဗျာဒီကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့အဲ့တခုတည်းမှာ free feature တွေလည်းရမယ်အဲ့ဒါကိုမှကျွန်တော်လိုချင်တဲ့ result အနည်းဆက်ဆုံးရအောင်ဘယ်လိုလုပ်လို့ရမလဲတစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်သုံးလို့ရလဲဆိုတော့ကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ပြောပြချင်တာကတော့အခုကျွန်တော်သုံးပြထားတဲ့တွဲဆက်တစ်ခုပေါ့နော်ဒီ app နှစ်ခုကိုသုံးမယ်ဒီတွဲဆက်သုံးထားတဲ့ဟာကကျွန်တော်စမ်းသပ်မှုတစ်ခုအနေနဲ့ကျွန်တော်ကြိုက်လို့သုံးထားတာမျိုးဖြစ်ပါတယ် user တွေအနေနဲ့ကတော့လိုက်သုံးကျင်တယ်ဆိုလို့ရှိရင်တော့သဘောကျတယ်ဆိုတော့လိုက်သုံးပါဗျာမကြောက်ဘူးဆိုလို့ရှိရင်လည်းသုံးညပါသုံးပါဒီကပြောချင်တာကတော့ဒီ mobile editing app တော်တော်များများက free version မဟုတ်ဘူး paid version ဖြစ်မှသူရဲ့စမ်းဆောင်ရည်ကိုပြေးဝသုံးလို့ရမယ်အဲ့ဒီခါကျလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ result ကလည်းကောင်းနေဘူးပေါ့ဗျာဒီလိုခက်ခဲကိုမှကျွန်တော်တို့ကဒီ app တွေထဲမှာရှိတဲ့ free feature တွေကိုအသုံးပြုပြီးတစ်ခုနဲ့တစ်ခုပေါ့နော် app တစ်ခုမှာရှိတဲ့ free version ဒီ app မှာရှိတဲ့ free version အဲ့ဒီနှစ်ခုကိုပေါင်းဆက်သုံးမယ်ဒါမှမဟုတ်သုံးခုကိုပေါင်းဆက်သုံးမယ်အဲ့ဒီတဲကမှကျွန်တော်တို့လိုချင်တဲ့ result ကိုနီးစပ်သုံးရနိုင်တယ်ဆိုတော့ပြပြသွားချင်တာဖြစ်ပါတယ် Okay စလိုက်ရအောင်ကျွန်တော်အရင်ဆုံးပြပြသွားမယ့် app ကတော့ပုံမှာပါပြီးသား background ကိုကျွန်တော်တို့စိတ်ကြိုက်ပြောင်းချင်တဲ့ background တစ်ခုရအောင်ဘယ်လိုပြောင်းလို့ရလဲဆိုတဲ့ app ပဲဖြစ်ပါတယ်ဒီ background remove လုပ်လို့ရတဲ့ app တွေတော့အများကြီးပဲရှိတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းစမ်းသုံးကြည့်ပြီးသွားပြီအဲ့တဲကမှဒီ remove pg ဆိုတဲ့ဒီ app ကိုရွေးထားတာကတော့ပုံကျွန်တော်တို့ပုံထဲမှာရှိတဲ့ background ကို remove လုပ်တဲ့ခါကျရင်အရန်သေးစိတ် detail ကောင်းလို့လည်းပြီးသွားလို့ရှိရင်သုံးရတာလည်းလွယ်ရပေါ့ဗျာဒီချက်တွေနဲ့တင်ဒီ app ကိုရွေးလိုက်တာပဲဖြစ်ပါတယ်remove pg app ကိုတော့ကျွန်တော်တို့ဒီ app store ကနေလည်း download ရတယ်ဒါပေမဲ့ iOS သုံးတဲ့သူတွေအနေနဲ့တော့တချို့ခက်ခဲရရှိရတဲ့ကြောင့်ကျွန်တော် website ကနေပဲပြနိုင်မယ် remove pg လို့ဒီကျွန်တော် Chrome မှာဖြစ်ဖြစ်ပေါ့နော် Google မှာဖြစ်ရှာလိုက်ပြီးဒီ awire logo လေးနဲ့ပေါ်လာလိမ့်မယ်အဲ့ထဲမှာကျွန်တော်ပုံလေးပြင်ကြည့်အောင် Okay အရင်ဆုံးစမြင်ရမှာတော့ account login လုပ်စရာမလိုဘဲနဲ့ပေါ့နော်ဒီ upload image ဆိုတဲ့နေရာမှာတန်းရေးပဲကျွန်တော်တို့ကြိုက်ထားတဲ့ပုံကိုထည့်လိုက်အောင်ပါပဲကျွန်တော်အရင်လှလှပပပုံတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ exam အနေနဲ့ပြတာဆိုတော့ဒီပုံလေးရွေးလိုက်မယ် Okay ရပြီဆိုတော့ထွက်လာတဲ့ပုံကအရင် resolution ကတိတ်မကောင်းမတူးရဲ့အားသာချက်ကပုံဓာတ်တွေလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အရန်ကို detail ကြာလုံးတယ်ပေါ့နော်သူရဲ့ဖြတ်ပေးထားတဲ့ပုံစံကအဲ့ဒါကိုမှကျွန်တော်တို့က free ပဲ download ရမယ်ပေါ့နော် HD download မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝယ်ပေးရတယ်ဒါမှမဟုတ်ကိုက sign up မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့ sign up တစ်ခါလုပ်ပြီးတော့ free သုံးလို့ရတယ်ကျွန်တော်တို့ sign up လုပ်မပြတော့ဘူးဒီတိုင်းပဲ down ပြလိုက်ပဲပေါ့နော် Okay အဲ့ဒါကိုမှကျွန်တော်တို့ကဒီ background ကို cut out လုပ်ထားတာမှမကြိုက်ဘူးကျွန်တော်တို့ background အသစ်ထပ်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်သူရဲ့ဘေးနားလေးမှာ feature တွေရှိရပါတော့ background ထပ်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာပုံတွေအများကြီးပဲကိုစိတ်ကြရွေးထားလို့ရတယ်ရွေးချယ်ပြီးထည့်လို့ရတယ်တော့ခဏလောက်တန်းကြည်ယူလျှောက်သွားမယ်ပေါ့နော် Okay ဒီမှာကြည့်အရန်တက်တက်နှုန်းတယ်အားမကြိုက်ဘူးကျွန်တော်တို့ကဒီဖက်ခဲ့တဲ့ပုံကအရင်တချို့နေရာတွေမှာအစွန်းလေးထွက်တာမျိုးပြန်ပြီးတော့ restore လုပ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဘေးနားမှာ restore လုပ်လို့ရတယ်ပေါ့ဒါပေမဲ့ဒီသူဖြတ်ပေးထားတဲ့ပုံကအရင်တက်တက်တယ်ထက်စရာတိတ်မလို့တော့ဆိုတော့ကျွန်တော်တို့မလုပ်ပြတော့ဘူး Okay ဒါကမှကျွန်တော် effect တွေပါထပ်ထည့်ခြင်းတွေရဆိုလို့ရှိရင်လည်းထပ်ထည့်လို့ရတယ်ဆိုတော့ background ကို blur လုပ်ချင်တာလားဒါမှမဟုတ် shadow တွေပါထည့်ချင်တာလားဆိုလို့ရှိရင်ဒီအောက်မှာသူက option တွေနဲ့နှစ်ခုပါထပ်ထည့်ပေးထားတယ်အဲ့ဒါဆိုကျွန်တော် fine ပါပဲနော်ကျွန်တော်တို့ shadow တော့မထည့်တော့ဘူး background ပဲထည့်လိုက်တော့မယ် background ကို blur လုပ်လိုက်တာဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီပုံစံကိုကြိုက်ပြီဒီရောက်ကဒီ website မှာတော့ကျွန်တော် feature တွေအများကြီးမပါဘူးပေါ့နော် Okay ကျွန်တော်ပြင်တာကတော့ဒီလောက်ပဲထုတ်မယ်ဆိုလို့ရှိရင်တော့ရန်ပုံကတော့ resolution ကောင်းကောင်းနဲ့ထွက်လာမှာမဟုတ်ဘူးအဲ့တော့ထုတ်လိုက်မယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ remove pg ဆိုတဲ့ app ကို
သုံးပြသွားပြီးတော့ပုံတစ်ပုံကိုဘယ်လိုမျိုးသူ့ရဲ့ background တွေကိုအတည်တည်သက်သက်နဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့တခြားသော background remove လုပ်တဲ့ editor ထူးခြားတဲ့အတွက်ကြောင့်ဒီဟာလေးရေးပြီးတော့ပြပြသွားတာဖြစ်ပါတယ်။ Okay ဆက်ပြီးတော့ကျွန်တော်တို့တခြား app ကိုတွားလိုက်ရအောင်ဒီ app ကိုသုံးတဲ့အချိန်မှာ background ကိုတော့ကောင်းကောင်း remove လုပ်ပေးနိုင်တယ်ဆိုပေမဲ့ကျွန်တော်သုံးနေတာ free version ဆိုတော့ဗျာထွက်လာတဲ့ပုံကြီးက resolution ရမ်းကျတယ်ဥမာကျွန်တော် 1080p ပုံတစ်ပုံထည့်လိုက်မယ်ဆိုရင်တော့သူထွက်လာတဲ့ resolution က400ကျော်လောက်ပဲရတယ်။ကဲကျွန်တော်က premium version ဝယ်တဲ့ version ကိုသုံးနေဆိုရင်တော့ဗျာဒီထွက်လာတဲ့ resolution ကတော့3000ကျော်လောက်ကြီးအကျန်းစာကြီးထွက်လာနိုင်တယ်။ဒါပေမဲ့ကျွန်တော်ပြောပြမှာကတော့ free version ကိုပြောထားတယ်။အဲ့တော့ free ပဲသုံးမယ်။အဲ့တော့ထွက်လာတဲ့ပုံကတော့ဝါကောင်းဝါနေလိမ့်မယ်။ဒါပေမဲ့သူ cut out လုပ်ထားတဲ့ပုံစံတော့ဒီတေးရမ်းကြတယ်။အဲ့ဒါကိုပဲကျွန်တော်ထုတ်လိုက်မယ်။ဒါဆိုလို့ရှိရင်တော့ဒီပုံကိုပဲတခြား app တစ်ခုနဲ့ပိုကောင်းတဲ့ result ရအောင်ဘယ်လိုပြင်လို့ရမလဲ။ဆက်သွားကြတော့ပေါ့။ထပ်သုံးသွားမယ့် app ကတော့ AI photo editing app တွေကမှအားလုံးနဲ့ Genevita ဖြစ်ကောင်းဖြစ်လိမ့်မယ် Remini လို့ခေါ်တယ်ဒီကောင်းကိုရွေးချယ်ရတဲ့အချက်ကတော့ဒီ one click ထဲနဲ့တင်ပုံကိုပွားပြောင်းအောင်လုပ်ပေးနိုင်တယ်အဲဒါကြောင့်ဒီဟာကိုရွေးချယ်လာတာဖြစ်ပါတယ် Okay နောက်ထပ်အတွဲဆက်တစ်ခုအနေနဲ့သုံးရမယ့် app ကတော့ Remini ပဲဖြစ်ပါတယ်ဒီ app ကိုတော်တော်များများကပုံ edit လုပ်လို့ရတယ်လောက်ပဲသိရယ် video ပါ edit လုပ်လို့ရတယ်ဆိုတာလူသိနေသေးတယ်ဒါပေမဲ့ video ကကြတော့ကျွန်တော် pro version ဝယ်သုံးမှရမှာအခုကျွန်တော်ပြောပြနေတာ free အနေနဲ့သုံးရတာတွေဆိုတော့အဲ့ဒါကိုမပြောတော့ဘူးဒီ app ထဲမှာစမြင်ခြင်း feature အချို့ကိုပြောပြပေးမယ်ပေါ့နော်ဒီ feature တွေကဘာလဲဆိုလို့ရှိရင် AI နဲ့ကျွန်တော် video တွေကို effect တွေထည့်သုံးလို့ရတယ်ကိုယ်ချင်းကိုယ်ပုံကို model လိုမျိုးပုံအနေနဲ့ထည့်ခြင်းနဲ့ရိုက်ခြင်းလဲဆိုလို့ရှိရင်လည်းသူထဲမှာပြင်လို့ရတယ်နောက်ထပ်တစ်ခုအနေနဲ့ animation ပုံတွေလည်းထုတ်လို့ရတယ်ဗျာဒါတော့ဝယ်သုံးရတာတွေပဲပေါ့အနည်းချင်းသိအောင်တော့ကျွန်တော်ပြပြပေးရခဲ့တယ် Okay ကျွန်တော်အရင် remove pg မှာထုတ်ခဲ့တဲ့ပုံကိုရွှေ့လိုက်မယ်ပေါ့နော်ဒီမှာဆိုရတာတကူကတော့ဘာလို့ကြော်ညာကြည့်ရရဲဆိုတဲ့ဟာကျွန်တော်ပြောခဲ့ပြီးပါပြီခုလည်းကြည့်နေရပြီတော့ကြော်ညာက30စက္ကန့်လောက်ကြာပြီမဲ့သူ့ app ကိုထပ်ပြီးတော့ငကို original စီရောက်သွားဖို့တော့10စက္ကန့်လောက်စောက်ပေးရသေးတယ် Okay ကြော်ညာကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ပြင်နေတဲ့ပုံရှိသွားပြင်လို့ရပြီပေါ့နော်ဆက်ရင်မြင်ရမှာတော့ before and after ဆိုပြီးမြင်ရမယ် after ဆိုလို့ရှိရင်တော့ကျွန်တော်ပုံပြောင်းလဲသွားတဲ့ဟာတွေမြင်ရမယ် before ဆိုလို့ရှိရင်တော့ငကို original တိုင်းမြင်နေရမှာပေါ့နော်ဟာပြောင်းလဲသွားလဲဆိုလို့ရှိရင်တော့သူ့ရဲ့ pixel တွေကအလုံးဝအသေးစိတ်ဖြစ်သွားပြီးတော့ဝါနေတဲ့ပုံကနေပြီးတော့ကြည်လင်သွားတယ်ပေါ့နော်အောက်မှာကျွန်တော်တို့သူပေးထားတဲ့ original ကိုမှမကြိုက်ဘူးပြင်နေသေးရဆိုလို့ရှိရင်လည်းပြင်လို့ရသေးတယ် background မှာဗလာလုပ်ချင်တာလားငယ်ချင်းပြပြပေးတာပေါ့နော်ဒါကတော့ဒီ app ကိုဆက်သုံးပြီးတော့ကြောက် pro အနေနဲ့ဖြစ်သွားတာညိုင်းသူရဲ့ free ပေးထားတဲ့ဟာတွေကလည်းတော်တော်လေးသုံးတဲ့ကာလာအနေနဲ့ကျွန်တော်ထပ်ပြောင်းကျင်နေရဆိုလို့ရှိရင်လည်းပြောင်းလို့ရသေးတယ် Okay နောက်ထပ် background ကိုမှရိုင်းမမိုက်ဘူးပြောင်းရင်သေးရ change ရင်သေးရဆိုလို့ရှိရင်လည်းလုပ်လို့ရသေးတယ်အများကြီးတော့ကျွန်တော်ဒီထဲမှာရှင်းပြမနေတော့ဘူးဒါလေးလုပ်လို့ရတယ်ဆိုတော့ပြောပြပေးရပါ Okay နောက်ထပ်ဒီဘက်မှာဆိုလို့ရှိရင်လည်း face မျက်နှာကိုပြင်ကျင်သေးရဆိုလို့ရှိရင်ပြင်လို့ရတယ်ဒါကတော့ကျွန်တော်ဒီ app မှာရတဲ့ feature ချို့ပြောပြပေးပြီးတော့ပုံကိုပြင်လို့ရတယ်အများကြီး changes ဖြစ်သွားတယ်ဆိုတော့ပြောပြပေးတာရှိပါတယ်နောက်ဆုံးကျွန်တော်အိမ်နဲ့လွယ်ရမယ့်ချိန်ရောက်ပြီအဲ့ဒီချိန်မှာလည်းကျွန်တော်ကြော်ညာကြည့်ပေးရတယ်ကြော်ညာကြည့်ပြီးသွားရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံရဲ့ result ကိုရပြီပေါ့နော် remove pg မှာထုတ်ခဲ့တဲ့ပုံကတော့ကျွန်တော် resolution ရမကောင်း detail လည်းမကောင်း skin tone လည်းကျနေဒါပေမဲ့ background ကိုဖြတ်ခဲ့တာကတော့အသေးစိတ် detail ကျတယ်အဲ့ဒါကိုမှကျွန်တော် remini မှာထည့်လိုက်ပြီဆိုလို့ရှိရင်ဒီချက်တွေအားလုံးပြန်ဆွဲတင်ပေးလိုက်ပြီးတော့ result ကောင်းကောင်းတစ်ခုကိုပြန်ထုတ်ပေးနိုင်တယ်အဲ့ဒါကိုမှကျွန်တော် remini မှာအားနည်းချက်ဆိုလို့ရှိရင်3ပုံလောက်ထိပဲစက်တိုက်သုံးလို့ရမယ်ပြီးသွားလို့ရှိရင်တော့နိုင်ပိုင်းရတစ်ခုတော့စောက်ရလိမ့်မယ်ဗျာဒါပေမဲ့နောက်ထပ်အားနည်းချက်တစ်ခုပဲထပ်ပြောရမယ်သူကဘာလို့ကြော်ညာကြည့်ရလိမ့်မယ်ကြော်ညာမကြည့်ဘူးဆိုလို့ရှိရင်တော့လုပ်လို့မရဘူးအဓိကကျွန်တော်ဒီဗီဒီယိုထဲမှာပြောချင်တာကတော့ app တွေအားလုံးမှာရှိတဲ့ free feature တွေကိုအသုံးပြုပြီးတော့သူတို့ရဲ့အားသာချက်ကိုသုံးချပါဗျာသုံးချပြီးသွားလို့ရှိရင်ကိုလိုချင်တဲ့ပုံတွေကိုတစ်ခုနဲ့တစ်ခုတွဲဆက်ပြီးတော့သုံးပြုလို့ရတယ်ဆိုတော့ပြောပြပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ခုပြောပြသွားတဲ့ဒီ app တွေကိုတွဲဆက်အသုံးပြုရင်းနဲ့ဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ် bye bye